2025ခုနှစ်ရဲ့ခြေတက်ဆုံးမျိုးသားပရိသတ်တော်ရဲ့မိငါများဆွဲဆုံး Entertainment Channel ကနေပြီးတော့ပြရကြလိုက်ပါတယ်။ခြေတက်တဲ့နေရာမှာနံပါတ်1လို့ပြောရမယ်။မန္တလေးကသတင်းကြီးဦးမျိုးတန်းအကြောင်းပရိသတ်ကြီးကိုပြောပြပေးခြင်းပါတယ်။နောက်တော့ကြီးလို့ခန်းထားတဲ့အိမ်ကိုပိုင်ဆိုင်ထားပြီးလေယာလုပ်ငန်းနဲ့ကျွမ်းဝချမ်းသာတဲ့မြို့မြကမ်ပဏီကိုတီထောင်ထားသူဦးမျိုးတန်းဟာမကြသေးခင်ကမှအမွှာသမီးလေး2ယောက်ရဲ့ဖေဖေဖြစ်သွားခဲ့ပါပြီ။ဦးမျိုးတန်းဟာ2023ခုနှစ်မှာဇနီးတဲ့ကို3000နဲ့တင်တောင်းခဲ့ပြီးတော့ဆေးဆက်ခဲ့တာကြောင့်လူသိများလာခဲ့တာပါ။ဝေဖန်မှုတွေရှိခဲ့ပေမဲ့လည်းအသက်ကွာခြားမှုကိုဗနာနာမထားဘဲမေတ္တာအစစ်နဲ့ချစ်ခဲ့ကြတာကိုအခုဆိုရင်တော့အမွှာသမီးလေးတွေကတက်တည်ပြလိုက်ပါပြီ။အမွှာလေးတွေအတွက်ဘန်ကောက်ထိစ조사ခြင်းအသက်အရွယ်ရနေပြီဖြစ်တဲ့ဦးမျိုးတန်းဟာအမွှာသမီးလေးတွေရဖို့အတွက်ဘန်ကောက်ထိအကုန်ကြားခံပြီးဖမ်းမျိုးတရေသားနည်းနဲ့စ조사ခဲ့ရပါတယ်။အခုဆိုရင်တော့လာသားရွယ်အမွှာသမီးလေး2ယောက်ကိုပိုင်ဆိုင်ခဲ့ပြီးဖြစ်ပြီးဖခင်ဖြစ်သူဦးမျိုးတန်းနဲ့လည်းရုပ်ချင်းတော်လေးဆင်တူကြရလို့သိရပါတယ်။အမွှာသမီးလေးတွေကိုမွေးဖွားခဲ့တဲ့ဇနီးတဲ့ကိုကျေးဇူးတင်တဲ့အနေနဲ့ဦးမျိုးတန်းကသူမသဘောကျတဲ့စိန်လက်ဝေဒနာတွေကိုစိတ်ကြိုက်ဝယ်ပေးခဲ့ပါတယ်။မကြသေးခင်ကတော်ဝင်စိန်တိုင်းဖွင့်လှစ်ပွဲကိုဇနီးတဲ့နဲ့အတူတက်ရောက်ခဲ့ပြီးစိန်တွေကိုအားပေးခဲ့တာဖြစ်ပါတယ်။မင်းစိတ်ကြိုက်ယူချင်တာယူဝယ်ချင်တာဝယ်ဆိုတဲ့ပုံစံမျိုးနဲ့စိန်တွေကိုဇနီးတဲ့ကိုပေးဖို့အားပေးခဲ့တာပါ။တိမ်ပေါင်းများစွာတန်ဖိုးရှိတဲ့စိန်တွေကိုဆိုင်ဝင်ဝဲမှာစိတ်ကြိုက်ဝယ်ပေးတာနိုင်ကဦးမျိုးတန်းရဲ့ကျွဲဝါမှုကိုပြသနေတယ်လို့ဇနီးတဲ့ပေါ်ထားတဲ့ချစ်ချင်းမြတ်တာကိုလည်းဖော်ပြနေတာပါ။အရင်တော့ကလည်းဇနီးတဲ့ကို3,400နဲ့ကားကြီးတစ်စီးလက်ဆောင်ပေးမှုတာကိုထောက်ရွှင်ဦးမျိုးတန်းဟာချစ်စနီးဖြစ်သူကိုဘလောက်ထိတန်ဖိုးထားရဲဆိုတာမြင်လာပါတယ်။ချစ်တဲ့သူပေးကမ်းတဲ့သူဦးမျိုးတန်းဟာအသက်ကြီးရဆိုပြီးပြစ်ခွာမသွားဘဲနဲ့ယူဆိုင်ပေးတဲ့ဇနီးတဲ့ကို brand ပစ္စည်းတွေနဲ့မျက်နှာမငယ်အောင်ထားပေးသူဖြစ်တယ်လို့အလူတန်းမှာလည်းလက်မနေသူပါ။ကလေးတွေမွေးပြီးတဲ့အချိန်ကနေစလို့စီးပွားရေးပုံပေါ်အဆင်ပြေလာတဲ့အတွက်အလူတွေစလိုက်လုပ်ခဲ့ပြီးသိန်းပေါင်း1000ကျော်လူနန်းနိုင်ခဲ့ပြီလို့သိရပါတယ်။လွန်ခဲ့တဲ့သတင်းကျွန်းမှာတော့လာကြတော့တဲ့သူတွေကို3000နီးပါးမဟုတ်ဖိုးပေးခဲ့တယ်လို့သိရပါတယ်။ဒါဟာသမီးလေးတွေရဲ့ကုသိုလ်ကံတရားကြီးမားလို့ဖြစ်တယ်လို့သူကယုံကြည်ပါတယ်။ဇနီးတဲ့လုံရင်ဆန္ဒမတရားကိုဖြည့်ဆည်းပေးတဲ့ပြီးပါရမီဖြည့်ပန်းအဖြစ်ရက်တီပေးတဲ့ချစ်စနီးကိုကျေးဇူးတင်တဲ့အနေနဲ့စိန်တွေစိတ်ကြိုက်ဝယ်ပေးခဲ့တဲ့ဦးမျိုးတန်းရဲ့အပြုမှုတွေကတကယ်ကိုအားကျစရာပါ။ဘယ်လိုပဲဖြစ်ဖြစ်ဦးမျိုးတန်းရဲ့ချစ်တဲ့မှုတမိုးထားမှုနဲ့စေတနာကောင်းမှုတွေဟာသူ့ကိုထင်သေးခဲ့တဲ့သူတွေကိုတော့မှလေးစားရတဲ့သူတွေဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။အသက်အရွယ်ရနေပြီဖြစ်တဲ့ဦးမျိုးတန်းဟာဇနီးတဲ့ကိုလည်းပုံမလှလာအောင်ဖန်တီးပေးနိုင်ခဲ့သူဖြစ်တယ်လို့ပြည်သူတွေကမှတ်ချက်ပေးလာကြပါတယ်။အသက်အရွယ်ရနေပေမဲ့လည်းကလေးတွေအတွက်ဖခင်ကောင်းဇနီးတဲ့အတွက်ချစ်ခင်မြန်နိုးတဲ့ခင်မုန်းကောင်းပေးထားတဲ့ဦးမျိုးတန်းကို2025ခုနှစ်ရဲ့ချစ်တဲ့အစုံအမျိုးသားလို့တင်စားခေါ်ရမလို့ပါပဲ။တကယ်တော့ဒီလိုမျိုးစိန်လိုခြင်းစိန်ကားလိုခြင်းကားလိုနှခါပူစားကြမလို့ပဲဖြည့်ဆည်းပေးနိုင်တဲ့ခင်မုန်းမျိုးကိုဇက်ဝင်ကန်းတွေမှာပဲတွေ့ရမယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့လည်းတကယ်လက်တွေ့မှာတော့ဦးမျိုးတန်းလိုချစ်တဲ့သူကရှိနေခဲ့ပါပြီပရိသတ်ကြီးတို့ကရောစိန်လိုခြင်းစိန်ကားလိုခြင်းကားကိုနှခါပူစားကြမလို့ပဲဝယ်ပေးနိုင်တဲ့ဦးမျိုးတန်းလိုချစ်တဲ့အမျိုးသားကိုအားကျနေပြီလားဆိုတာကွန်မန့်မှာဖော်ပြပေးခဲ့ကြပါဦးဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှာလည်းခုလိုမျိုးဘူးတူရရဆရာသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ